ရိုက်တာကြီးဟိုမှာမင်းသမီးလီလီလာပြီလီလီရောက်ပါပြီဒရိုက်တာကြီးလီလီတို့အခုရိုက်လိုက်ကြမယ်လေညနေကြပါတီသွားစရာရှိလို့အဲ့ဒါကြောင့်လီလီတန်းရိုက်လို့ရအောင်အစင်သင့်ပြင်ဆင်လာတာဟုတ်ပါပြီဗျာဒါပေမဲ့မင်းသမီးအခုရိုက်ရမယ့်အခန်းကတောသူမလေးကောက်ဆိုင်တဲ့အခန်းဆိုတော့အင်ကြီးအရင်လဲထားလိုက်ပါလားဘလို့အင်ကြီးလဲရမှာလဲအင်ကြီးပါမလာဘူးလေတခါတည်းလဲခဲ့ပြီးသားတောသူဆိုတော့မြန်မာဆက်ဆန်လေးနဲ့မှအဆင်ပြေမှာ Oh my god no 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 ကျမကမြန်မာဝတ်စုံနဲ့အလားကျရှိတယ်အဲ့ဒါကြောင့်ဝတ်လို့မရဘူးဒီပုံစံနဲ့ပဲကောက်ဆိုင်လိုက်မယ်လေခစ်တစ်တော်သူလေးဖြစ်သွားတာပေါ့ဟုတ်ပါတယ်ဒရိုက်တာကြီးရယ်အခုခေတ်မှာဘသူမှထမိန်ကြီးနဲ့ကောက်မဆိုင်ကြတော့ဘူးအခုလိုဆက်စီဆန်ဆန်လေးဆိုင်မှစပားတေပူပြီးအထွက်တိုးမှာပေါ့မရဘူးလုံးဝမရဘူးမြန်မာဆိုတာမြန်မာဆက်ဆန်လေးပဲကောက်ဆိုင်ရမှာပဲမင်းတို့ကြောင့်ငါရုပ်ရှင်နာမည်ပြတ်မခံနိုင်ဘူးမင်းသမီးဒီရုပ်ရှင်ဆက်ရိုက်မှာလားမရိုက်ဘူးလားမြန်မာဝတ်စုံဝတ်မှရိုက်မယ်ဆိုကျမဆက်မရိုက်နိုင်တော့ဘူးအခုကျမပြန်မယ်ရှင်တို့ကျမကိုစော်ကားတဲ့အတွက်ကျမကိုနင့်နာကြီးသိန်း1000ပေးရမယ်မပေးနိုင်ဘူးကောင်မနင့်ဘာသာကြိုက်တဲ့နေရာသွားတိုင်လိုက်မပေးနိုင်ဘူးငါအဆင့်တန်းနဲ့နင့်လိုကောင်အစုပ်ပြက်ကိုပြောနေစရာအကြောင်းမရှိဘူးနင့်ကိုတရုတ်ဆောင်အစည်းအရုံးနဲ့တိုင်ပြောမယ်တော်တော်မိုက်ရိုင်းတဲ့မင်းသမီးပဲဒါနဲ့ဒရိုက်တာကြီးကျွန်တော်တို့စကားကိုဘယ်လိုဆက်လုပ်ကြမလဲအခုရိုက်ကူးရေးခဏရက်ထားမယ်မင်းသမီးအစ်စ်ရှာပြီးမှပြန်စားကြတာပေါ့